Minasan konnichiwa alungme minglaba jama garo Asian တင်တန်းကြောင်းကဆရာမနင်းနုထွေပဲဖြစ်ပါတယ်ဒီနေ့ကျမပြပြပေးခြင်းတဲ့သဒ္ဓါလေးကကျမထုတ်ထားတဲ့ M5 သဒ္ဓါပေါင်းချုပ်ထဲမှာပါတယ်စာမျက်နှာ89မှာပါတယ်ဖြစ်လုံးဒီဆိုတဲ့သဒ္ဓါဖြစ်ပါတယ်ဆိုတော့ဒီသဒ္ဓါက M5 စာအုပ်ထဲမှာထည့်ထားပေမဲ့ M5 အဆင့်ဒီ listening တွေထဲမှာလည်းပါတတ်သလို M4 အဆင့်မှာလည်းပါတဲ့အတွက်ကြောင့်မလို့ M5 တက်တင်ရဲ့သူတွေကော M4 သမားတွေအတွက်အရန်ကိုအသုံးဝင်တဲ့သဒ္ဓါမျိုးစားလေးဖြစ်ပါတယ်အဲ့တော့ဒီ grammar pattern ကို sugiru လို့ကြက်မယ် sugiru ဖြစ်လုံးတယ်လို့ကြက်မယ်အဲ့မှာမှသူကဖြစ်လုံးဒီသူ့ရှေ့မှာဘာတွေလိုက်ပြီးတော့သုံးတတ်တယ်လဲဆိုရင် verb ဆိုရင်နဲ့ mass ကိုဖြုတ်ပြီးတော့သုံးတတ်တယ်adjective e ဆိုရင် e ကိုဖြုတ်ပြီးတော့သုံးတတ်တယ် adjective na ဆိုရင်လည်း na ကိုဖြုတ်ပြီးတော့သုံးတတ်တယ်အနောက်မှာတော့ sugiru mass form ဆိုရင်တော့ sungi mass ပေါ့နော် sungi mass ဆိုပြီးတော့သုံးတယ်ဟုတ်ပြီနော်အဲ့တော့သူ့ရဲ့အဓိပ္ပာယ်ကဖြစ်လွန်းသည်ပေါ့ဥပမာဝလွန်းသည်ပိန်လွန်းသည်စားလွန်းသည်လေးလာလွန်းသည်တော်လွန်းသည်စသဖြင့်ပေါ့နော်တာမန်ထက်ပို့ပြီးတော့ဖြစ်တဲ့အခါမျိုးတွေမှာသုံးတယ်ဆိုတော့ကသူ့ရဲ့ grammar pattern ကလည်းအရန်လွယ်တယ် mass ဆိုရင် mass ကိုဖြုတ်မယ် adjective e ဆိုရင် e ကိုဖြုတ်မယ် adjective na ဆိုရင် na ကိုဖြုတ်ပြီးတော့အနောက်မှာ sugiru ဆိုပြီးတော့သုံးရမယ်ဟုတ်ပြီနော်အဲ့တော့အရန်လွယ်တဲ့ပုံစံကအဲ့တော့ဒီမှာဖတ်ကြည့်ရအောင်စစရေးထားတဲ့ဥပမာလေးကိုကြည့်ကြည့်မယ်နော် biru ကို nomi sugimashita nomi sugimashita ဆိုတာကဘယ်လိုဖြစ်သွားတာလဲဆိုရင်တောက်တာက nomi massအဲ့ဒီကနေမှ mass ကိုဖြုတ်ပြီးတော့ sugiru ကိုပေါင်းလိုက်တယ်ဆိုလိုတာက sugimashita ကိုပေါင်းလိုက်တယ် nomi sugimashita nomi mass တောက်ဒီ nomi sugimashita ဆိုတော့အတောက်လွန်သွားတယ်တာမန်ထပ်ပို့ပြီးတော့တောက်တာကိုပြောတာ Tokyo de okane o sky sugimashita တိုကျိုမှာပတ်စံကိုအသုံးလွန်သွားတယ်အဲ့တော့လိုရာထက်ပို့ပြီးတော့သုံးမိသွားတယ်ဆိုတဲ့အိပဲအသုံးပြုတာက sky mass အဲ့ဒီမှာထုံးစံတိုင်းပဲ mass ကိုဖြုတ်ပြီးတော့အနောက်က sungi mass တောက်ထည့်လိုက်တယ်တိုကျိုမှာပတ်စံအသုံးလွန်သွားတယ်နောက်တစ်ခါ ima no kaisha wa kyuryo ka skuna sungi mass အခုကုမ္ပဏီကလာစာကနဲလွန်တယ်နဲပါတယ်ဆိုတာက adjective sukunai ဆိုတဲ့ adjective အဲ့ဒီကနေမှ e ကိုဖြုတ်ပြီးတော့အနောက်က sungi mass ကိုထည့်တယ် sungi mass တာဆိုတော့ sukuna sungi mass တာနဲလွန်းနေ sukunai တစ်လုံးနဲ့ဆိုရင်နဲတာအနောက်က sungi mass တာကိုထည့်လိုက်တော့နဲလွန်းနေဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ်နောက်တစ်ခါ konoriyori က kara sungi mass konoriyori ဝဒီဟင်းကတဲ့ kara sungi mass ဆိုတာကဘယ်လိုဖြစ်သွားတာလဲဆိုရင် kara i ဆိုတဲ့ဆက်တော့အဲ့ဒီကနေမှ e ကိုဖြုတ်ပြီးတော့ sungi mass တာကိုထည့်လိုက်တယ် kara sungi mass တာဆက်လုံးနေဆိုပြီးဖြစ်သွားတယ် kara i ဆက်တော့ e ကိုဖြုတ် sungi mass တာထည့်လိုက်တော့ဆက်လုံးနေ sungi mass နော် sorry sungi mass ဆက်လုံးနေဆိုပြီးဖြစ်သွားတယ်နံပါတ်5ကိုကြည့်အောင် konomachi wa shizuka sungi massအဲ့တော့ konomachi wa shizuka sungi mass အဲ့ဒီမှာဘယ်ကနေဖြစ်သွားတာလဲဆိုရင် shizuka na တိတ်ဆိတ်တော့အဲ့ဒီကနေ na ကိုဖြုတ်ပြီးတော့ sungi mass ကိုပေါင်းလိုက်တယ် shizuka sungi mass ဆိုတော့တိတ်ဆိတ်လုံးနေ konomondai wa kandan sungi mass ဒီပု္ပ္ပစာက kandan sungi mass လွယ်လွန်းနေလွယ်တာက kandan naနာကိုဖြုတ်ပြီးတော့ sungi mass ပေါင်းလိုက်တယ်ခံတန်း sungi mass လွယ်လွန်းနေဆိုတော့ဒီမှာစစရေးပေးထားတဲ့ဥမာလေးတွေကလည်းနားလည်လွယ်မယ်လို့ထင်တယ်နောက်ပြီးတော့ရေးမှတ်ရတာလေးလည်းအရန်လွယ်တယ်မြန်မာလိုလည်းလှုပ်လွန်းနေဖြစ်လွန်းနေအရန်ပြောကြတာပဲเนาะအဲ့တော့ပြောတဲ့သဒ္ဓါဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုကအသုံးလဲများတယ်လက်တွေ့မှာလည်းအသုံးများတဲ့သဒ္ဓါဖြစ်တဲ့အတွက်ကြောင့်တေချာပတ်တန်လေးကိုမှတ်ပါအရှိမဘာတွေလိုက်လဲဆိုတော့တေချာမှတ်ရမယ် mass ကိုဖြုတ်မယ်e ကိုဖြုတ်မယ်နာကိုဖြုတ်မယ် sungiru ပေါင်းမယ် mass ဖြုတ် e ဖြုတ်နာဖြုတ် sungiru အဲ့ဒါဆိုရင်အဓိပ္ပာယ်ကဖြစ်လွန်းတယ်လူရာထပ်ပို့ပြီးအတိုင်းတာကြော်လုံးပြီးဖြစ်တယ်လူရာထပ်ပို့ပြီးအတိုင်းတာကြော်လုံးပြီးဖြစ်တော့ဒုက္ခဖြစ်စေတတ်တယ်ဆိုတဲ့အဓိပ္ပာယ်ဟုတ်ပြီနော်ဒါဆိုရင်အခုစမ်းစစ်ရဲ့သဒ္ဓါပေါင်းချုပ်ထဲမှာပါတဲ့ grammar နံပါတ်116ကိုနားလည်မယ်လို့ထင်ပါတယ်ဒါဆိုရင်လည်းနောက်ထပ်သင်ခန်းစာအသစ်တွေမှာထပ်ပြီးတော့တွေ့မယ်နော်အမတတ်နဲ့ကျေးဇူးများကြီးတင်ပါတယ် bye bye